ဂျက်ကီချန်ရဲ့ရုပ်ရှင်ကားတွေကိုကြိုက်ကြလားဒီနေ့မှာတော့မင်းသားကြီးဂျက်ကီချန်ထွက်ရှိခဲ့သမျှဇလန်းကားတွေကမှာကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ရုပ်ရှင်ကား၅ကားကြောင့်ကိုပြောပြမှာဖြစ်ပါတယ်ဂျက်ကီချန်ရုပ်ရှင်ကားတွေကမှာနံပါတ်5နေရာမှာအကြိုက်ဆုံးဖြစ်တဲ့ဇာတ်ကားကတော့ Snake in the Eagle Shadow ဆိုတဲ့တေဦးတိုင်းကားပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကားက1988ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပြီးတော့ဂျက်ကီချန်ရဲ့ပထမအဆုံးပွဲဥထွက်ရုပ်ရှင်ဇာတ်ကားလို့လည်းပြောလို့ရပါတယ်ဒီဇလန်ကကွန်ပူတိုင်းပညာကိုအခြေခံထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်တာကြောင့်ဒီဇလန်နဲ့မှာတိုင်းကွက်မျိုးစုံကိုတွေ့မြင်ရမှာဖြစ်ပြီးတော့ဂျက်ကီချန်ရဲ့ကွန်ပူပညာကျွမ်းကျင်မှုနဲ့ဟာတာဆိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့်ဒီဇလန်နဲ့ဂျက်ကီချန်ဟာအောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ် Snake in the Eagle Shadow ဆိုတဲ့ရုပ်ရှင်ကားကတရုတ်နိုင်ငံအပြင်တောင်ကိုရီးယားဂျပန်နဲ့ဥရောပနိုင်ငံတွေမှာလည်းအောင်မြင်မှုတွေရရှိခဲ့သလိုဒီနေ့ချိန်ထိခေတ်မီနေစေဖြစ်တဲ့တရုတ်တိုင်းကားတစ်ခုဖြစ်ရပ်တည်နေရလည်းရှိပါတယ်နံပါတ်4နေရာမှာရပ်တည်နေတဲ့ရုပ်ရှင်ကားကတော့ Unexpected Family ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်ဒီဇလန်ကဂျက်ကီချန်ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ရင့်ကျက်တည်ငြိမ်တဲ့သူ့ရဲ့သရုပ်ဆောင်မှုတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်ဂျက်ကီချန်က Unexpected Family ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာအတိတ်မိယောဂကိုခံစားနေရတဲ့ဖခင်တဦးနေရာကနေအကောင်ဆုံးသရုပ်ဆောင်ထားပြီးတော့ဂျက်ကီချန်ကိုပုံစံတစ်မျိုးနဲ့ကြီးကြီးတဲ့လူတွေအတွက်ကတော့လုံးဝအကြိုက်တွေ့စေမဲ့တရုတ်ရုပ်ရှင်ကားပဲဖြစ်ပါတယ်နံပါတ်3နေရာမှာရပ်တည်နေလဲရှိတဲ့ဂျက်ကီချန်ကားကတော့ Police Story Lockdown ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကားကတော့ဂျက်ကီချန်ရိုက်ကူးခဲ့မှုတဲ့ Police Story ရုပ်ရှင် series နဲ့ကွဲထွက်နေပြီးတော့တမို့ထူးခြားတဲ့ရုပ်ရှင်ရတကိုခန်းစားရမှာဖြစ်ပါတယ်ဒီရုပ်ရှင်မှာဂျက်ကီချန်ကတရုတ်ပြည်မကြီးကရဲမှုအဖြစ်အနေနဲ့သရုပ်ဆောင်ထားပြီးတော့တည်ငြိမ်ပြတ်သားတဲ့သရုပ်ဆောင်မှုတွေကိုဒီရုပ်ရှင်မှာတွေ့ရှိရမှာဖြစ်တယ်လို့ဟာတာမဆန်နဲ့ action ဇာတ်ဝင်ခန်းတွေကလည်းပရိသတ်တွေကိုအထူးဆွဲဆောင်စေခဲ့ပါတယ်ဒါပေမဲ့ Police Story Lockdown ရုပ်ရှင်ကပရိသတ်တချို့ရဲ့ဝေဖန်မှုနဲ့ကြုံတွေ့ခဲ့ရပေမဲ့ box office မှာတော့အောင်မြင်မှုတွေရရှိခဲ့ပါတယ်နံပါတ်1နေရာမှာရပ်တည်နေလဲရှိတဲ့ရုပ်ရှင်ကားကတော့2025ခုနှစ်ကထွက်ရှိခဲ့တဲ့ The Shadow Eagle ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ် The Shadow Eagle ဆိုတဲ့ရုပ်ရှင်ကားကဂျက်ကီချန်ပရိသတ်တွေအတွက်ကတော့ပျောက်ဆုံးနေတဲ့ဂျက်ကီချန်ကိုပြန်လည်ရှာဖွေတွေ့ရှိတဲ့ရုပ်ရှင်ကားတစ်ကားလို့ပြောရင်လည်းမှားပါဘူးဒီရုပ်ရှင်မှာဂျက်ကီချန်ကအငိမ့်စားယူထားတဲ့ရဲရရှိတဦးဖြစ်သရုပ်ဆောင်ထားပေမဲ့ဂျက်ကီချန်ရဲ့ action scene တွေကိုအကောင်းဆုံးပြန်လည်တွေ့ရှိရတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်သတ်မှတ်လို့ရပါတယ် The Shadow Eagle ဟာတရုတ်ပြည်မှာဝဲဝဲကွယ်အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့တယ်လို့ box office မှာလည်းအောင်မြင်မှုတွေရရှိခဲ့ပါတယ်ဂျက်ကီချန်ရဲ့ရုပ်ရှင်ကားတွေကမှအကြိုက်ဆုံးအနေနဲ့ရပ်တည်နေလျက်ရှိတဲ့ရုပ်ရှင်ကားကတော့ The Mist ပါ The Mist လို့ဆိုလိုက်တာနဲ့မင်းသားကြီးဂျက်ကီချန်ကကိုရီးယားမင်းသမီးကင်ဟင်စွန်းနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့တရုတ်သမိုင်းနောက်ခံရုပ်ရှင်ဇာတ်ကားမှန်ဖြစ်ပြီးတော့ဇက်ဝင်သချင်းကလည်းခုချိန်ထိနားရဲဆွဲအောင်ထင်ရှားခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။အဲဒီရုပ်ရှင်ကားမှာဂျက်ကီချန်ကသမိုင်းသူတေသီတဦးအနေနဲ့ရောစစ်သူကြီးတဦးအနေနဲ့ပါသရုပ်ဆောင်ခဲ့ပြီး The Mist ရုပ်ရှင်ကားကကမ္ဘာတစ်ဝန်းမှာဝက်ဝက်ကွယ်အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားအနေနဲ့ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ဂျက်ကီချန်ရိုက်ကူးခဲ့တဲ့ကမ္ဘာကျော်ရုပ်ရှင်ကားတွေကမှကျွန်တော်အကြိုက်ဆုံးရုပ်ရှင်ကား၅ကားကိုပြောပြပေးသွားတာဖြစ်ပါတယ်